ကြက်ကော်လက်ချင်းမွေးငါကြက်သားအချိန်60ကိုကျွန်တော်တို့ဒီမှာကြည့်နော်ကြက်ကော်လက်ချင်းမွေးငါလေးပါဒီကြက်သားကိုအနှစ်ထုတ်ပြီးတော့ကျွန်တော်တို့လုံးဝကိုကြက်သားကမွပြီးတော့ကြက်သားကိုပြုတ်လိုက်တဲ့အချိန်မှာမွထွက်သွားတဲ့ဟာမှာအဲ့မွလာတဲ့ဒီလိုအစတွေနဲ့ချက်ထားတာငါးစားလို့ချစ်ပြတော့ကျွန်တော်ကြက်သားကိုမကင်ဘူးနော်ကြက်သားကိုမနှွာဘူးကြက်သားကိုကျွန်တော်တို့နော်ဒါပါချက်ချင်မသားထည့်မှာသားနော်ဒီကြက်ရိုးလေးတွေကလေမနေ့ကျရင်နူးထွက်ပြီးတော့လန်ထက်သွားမှာနော်ကဲလာရပြီကြက်သားအချိန်60ဟာဒါပဲထွက်လာတော့တယ်နော်ကဲလိမ့်လို့သူလေးဆဲတော့ရနော်ဒီရင်တော့ကောင်းနိုင်ဦးမလားနော်မွေးငါးတွေရိုးနေပြီဘယ်မှာစားတာမွေးငါးစားရတယ်နော်ကဲဒီကြက်သားနဲ့ချက်တဲ့မွေးငါးစီလုံးဝမတတ်ပါဘူးပဲပြုတ်ပါတယ်နော်နောက်ပြီးကြက်သားကိုပြုတ်ပါတယ်ပြုတ်ပြီးကော်လာဂျင်ရအောင်ထွက်အောင်လုပ်ပါတယ်နော်ကဲထွက်အောင်လုပ်ပြီးတော့ကျွန်တော်ခုနပြပါမယ်နော်အန်ဩပွဲငံပြရင်နဲ့ပဲကြက်သားကိုပြုတ်ထားတာမပေါ့ဘူးအချိုငန်းရနေပြီကြက်သားချိုကကော်လာဂျင်ကဘယ်လောက်တောင်ဖြစ်လဲဆိုအသားကြည့်ဓာရှိလေးတစ်ထုပ်ကြက်သွန်ထည့်ပဲနော်ကြက်သွန်လေးထည့်မယ်ဘဲဥလုံးဘယ်လောက်လဲလားဘဲဥ300တဲ့နော်တန်ခါ1450ကိုဘဲဥ300ကဲဘာမှမဟုတ်ပဲတယ်ပဲချက်တာနော်ဘာဆန်လောမုံမှမပါဘူးကဲစိတ်လေးနဲ့ကြက်သားကြက်ချိုရတာဘာမှလိုက်မထည့်ရတာတော်တော်မိုက်နေတာနော်အကုန်ကြတော့မှသူကပိုတက်တာနေသလိုပဲကောင်းနေပြီနော်ကဲဒီမှာငရုတ်ခေါင်းလေးနဲ့သူတို့ကတော့ပြောတယ်တော်တော်ကောင်းတယ်ဆိုတာပဲကဲမှုတော့ဟလာဒီဟာမျိုးလေးချက်ရောင်းကြည့်ပါနော်လူမကြရင်ပြောချင်တိုင်းပြောနော်ကြက်ကော်လက်ဂျင်မွေးငါလို့ခေါင်းစဉ်တက်လိုက်လူမကြရင်ပြောချင်တိုင်းပြောမွေးငါတွေနဲ့ဘာမှမဆိုင်ဘူးမွေးငါအရသာတိတ်မရှိတော့ဘူးပေါ့နော်အမှန်တိုင်းပြောမယ်ဆိုတော့နော်မာကြီးကြက်ကော်လက်ဂျင်မွေးငါဒီမှာကြီးကြက်ကော်လက်ဂျင်မွေးငါဘယ်သူကကျဲတယ်ပြောဒီမှာမွေးနော်ဟာမကြီးတကယ်ညှိုးညင်ပါတယ်ဥမို့နာမည်ကြီးအောင်လည်းမဟုတ်ဘူးเนาะနေမကောင်းဘူးနာမည်ကြီးလည်းဘာမှလုပ်စားမရဘူးကြီးလည်းမလုပ်စားမရဘူးသေးလည်းလုပ်စားမရဘူးဘာမှလုပ်လို့မရဘူးเนาะဟုတ်လားကဲတကယ်ကောင်းတဲ့ဟင်းလေးကိုထွက်သွားသေးကြက်ကော်လက်ဂျင်မွေးငါစမ်းရောင်းကြည့်ပါเนาะကြက်ကော်လက်ဂျင်မွေးငါစမ်းရောင်းမဲ့လူနီးပေးပါမယ်တေချာလာပြီးတော့เนาะဟုတ်ကဲ့ပါဒီမှာကြည့်တကယ်ကောင်းတာကြက်ကော်လက်ဂျင်မွေးငါသူကလည်းဖျားနေတယ်ဒါပေမဲ့ကျွန်တော်ဒီအိမ်မားတဲ့ကိုပဲရှိကြတော့နော်ဒါအာတင်းပြီးတော့လာတာကျွန်တော်လည်းပြုတ်စီတွေလိမ့်တာနော်ဝေဖန်ရေးလေကန်ရေးလုပ်တဲ့လူတွေနော်ကုသိုလ်တစ်ခုကိုအကုသိုလ်တစ်ခုကနော်လူတယောက်ဘလောက်လွတ်စုံကျဲလောက်ရလဲဆိုတာနားမလဲဘူးဒါမှမဟုတ်ရန်ကောင်းပါနော်ဟုတ်ရတာပဲလေရတာကောင်းတော်တော်ကောင်းပါတယ်နော်ကော်လက်ဂျင်ရင်းနဲ့ဆိုမှုေးပြီးတော့လေကျွန်တော်မစားလဲသိတယ်ဒီမှာအနက်နော်ရှင်းနေကိုကောင်းတဲ့အနေနဲ့ဩ29သိန်းပြလိုက်ပြ29သိန်း88,000ပါဟိုတနေ့ကပေါင်းတာမှားလို့လဲတောင်းမှန်ပါတယ်ဒီဘက်အဲ့ဒါတွေကလက်ကုံလို့စင်းစစ်တွေစင်တွေ့ပါတယ်နော်ကျွန်တော်မှာစင်းစစ်ပေါင်းများစွာရှိတယ်စင်းစစ်တွေကြီးပဲ10ယောက်လောက်ရှိတယ်နော်ကျွန်တော်လုပ်ငန်းစင်းစစ်တွေအားလုံးဝိုင်းစစ်ပေးပါတယ်secretary တို့နေတဲ့ညီမသမီးလေးတယောက်ကအကုန်လုံးအသေးစိတ်လိုက်စစ်တယ်နောက်မမအုံမအသေးစိတ်ပြန်စစ်တယ်ချက်ကောင်းတာချက် recheck နဲ့သွားရဲဘယ်တော့မှမမအောင်နော်ဒီဘက်ကသူတို့ကြတော့ပညာရာအားနေကြတော့တခါတည်းပေါင်းတာမှားပါတယ်နော်နားနဲ့သိခံခွင့်လို့ပေးပါနော်ကျန်တာဒီဥစ္စာဖြစ်ပါဘူးနော်ဒါအကိုကြီးကိုချုံဝေနေလာမိသားစုတို့အားလုံးကျမ်းမာချမ်းသာဘေးပြဝေးဝါလူဝင်ဆန္ဒတွေတလုံးပါပြီဤကုသိုလ်ဒီနိဗ္ဗာန်ထောက်ပံ့ဖြစ်ပါစေကြောင်းအကိုကအမရောနော်တာတာတို့မိမိတို့ကျမ်းမာချမ်းသာစီးပွားလှလှပိုက်တွေဒီလာတိုးတက်ပါစေဤကုသိုလ်ဒီနိဗ္ဗာန်ထောက်ပံ့ဖြစ်ပြီးတော့ကောင်းတော့ကိုကြီးကလည်းသရာဖြူစင်တယ်ကိုကြီးချက်တဲ့နေ့တိုင်းကလည်းဒီထူးဆန်းဆန်းလေးတွေအော်တိုချက်ဖြစ်တယ်ဒီနေ့ကိုကြီးနေမှမသိဘူးကျွန်တော်ကိုကြီးနေမှမသိသိနေမကောင်းလို့နော်ဟုတ်လို့ပေးပါ
ကိုကြီးနေမှမသိဘူးဒါပေမဲ့ကချက်လိုက်ကွာဒီနေ့ဆန်ဦးတယ်ဆိုဆန်ဒီနေ့ကဆန်မှာတော့ခဏနေအောင်လို့ဆန်ကနည်းနည်းလေးဟောင်းလာတော့နည်းနည်းဆန်သိမလှခြင်းတော့ဆန်ကောင်းကောင်းလေးမှာအဲ့ဒါလေးကိုညနေရောက်ဒါဆိုခဏနေအောင်လို့နောက်နေ့ကျမှချက်တော့မယ်တဲ့ဒီမွေးငါချက်ကွာမွေးငါတွေငါရိုးတယ်ကွာလို့စက်သားနဲ့ချက်မကွာအဲ့ဒါနဲ့စီစဉ်လိုက်တာဒီရောက်မှသိတယ်ကိုကြီးကိုကျွန်းဝင်းနေလာမိသားစုရဲ့ဟာမို့ဒီရောက်မှသိတာနော်ဒါကြောင့်ကျွန်တော် လာလို့ထပ်ပြေးတယ် ဆန်ကိုထက်ကောင်းအောင်ထက်တိုးရနော်ဟိုဆန်ဟောင်းလာတော့နည်းနည်းလေးဆန်သိမ့်မလှခြင်းတော့ဖြစ်တော့ဆန်ကောင်းထက်တိုးပါတယ်နော်အဲ့ဒါနဲ့ရောချက်မယ်နော်ဟုတ်ကဲ့ပါလက်ကျန်လေးနည်းနည်းနဲ့နောက်ကဟာများများနဲ့ရောချက်ပါမယ်နော်နောက်ပြီးတော့10ရက်2လ2024တွင်ကွယ်လွန်သွားသောဥကိုကြီးရာရည်စူးပြီးတော့ဒေါ်ကီတီဆန်မီသားစုကလည်းဖြည့်ဆွဲလူနေနဲ့ကျွန်တော်တို့ဟိုစပေါ့လူရဖြည့်နေနဲ့လူဟာမှာသုံးဖို့ဆိုပြီးတော့လူတန်းပါတယ်ကျေးဇူးတင်ပါတယ်ဤကုသိုလ်ဒီနိဗ္ဗာန်ထောက်ပံ့ဖြစ်ပြီးဥကိုကိုရောက်အောင်ပုံမှာဝမ်းမြောက်မှုမောတာရုခေါ်ဆိုတော်မူပါကုသိုလ်အမြတ်ယူပါကုသိုလ်အမြတ်ယူပါကုသိုလ်အမြတ်ယူပါတာဒုကဲကိုကြီးကိုထုံဝေနေလာမိသားစုတို့ရဲ့ဤနော်ဓမိယလတ္တစင်ကြယ်လာတဲ့ကုသိုလ်ဝိနည်းဒုက္ခိတဒုက္ခအလုံးအမြတ်တများပေးပါ၏ဤတို့ပြုရဗနာမနှင့်ဒါနသီလဘာဝနာဟုမြတ်ကောင်းမှုမိဘဆရာညာတကာနှင့်ရမရာစာအိမ်သာတက်ကစစွာဥဒ္ဒုံဘုံ31ဖြစ်သမျှတတဝဝေနိယအားကြာကြပါစေပေးမြဝေသည်ညာချွေတာဒုခေါ်စီသောချမ်းမြအေးကြည်ဘေးမမီသည်ရွှေပြီးထုတ်ချလမ်းမကောက်ပဲရောက်ရပါလို့ထိုးဘုံဘဝခြင်းလေရလေတပ္ပအိဆာမင်္ဂလာသည်ရွယ်ကတာရိုင်းရသည်သောကုသိုလ်အမြတ်ယူတော်မူကြပါကုန်သောသာဓုကုသိုလ်အမြတ်ယူတော်မူကြပါကုန်သောသာဓုကုသိုလ်အမြတ်ယူတော်မူကြပါကုန်သောသာဓုအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကောင်းကျိုးလိုဝါဆန္ဒပြည့်စုံကြပါစေတတ္တဝါမှန်သူတရားသူချမ်းမြေ့တာယာရှိတော်မူနိုင်ကြပါစေခင်ဗျာ